အာရှသားတွေမြင်လိုက်ရတာလေကို့အမျိုးတွေမြင်လိုက်ရသလိုပဲပေါ့နော်ပျော်လိုက်တာမှတအားပဲမြန်မာသားတွေ့ရရင်ဘယ်လောက်ပျော်မလဲစဉ်းစားကြည့်ပေါ့နော်တူရကီရောက်တာတစ်နှစ်ခွဲကျော်ပြီးမရောက်ဖူးသေးတဲ့ Bosphorus ထဲကိုသင်္ဘောခုမှပဲစီးရတော့တယ်ဒီနေ့ tourist for the day ပေါ့နော်အာရှတိုက်ဘက်မှာနေတော့အနီးဆုံးဥရောပတိုက်စီသွားလို့ရတယ်သင်္ဘောစိတ်ကတော့စိတ်လို့ခေါ်သလားတော့မသိဘူးကာဒီကွေးဆိုတဲ့မြို့နယ်ကိုအရင်ရအောင်သွားရတယ်မြေရောက်ရထားနဲ့မိနစ်40ကြာမှာတော့မြေရောက်ရထားအောက်ကနေသင်္ဘောစိတ်ကိုရောက်ပါတယ်လက်မှတ်ဖြတ်တဲ့ကောင်တာမှာဒီကနေ Bosphorus တော့မထွက်ဘူးတဲ့ဥရောပတိုက်ဘက်ကသင်္ဘောစိတ် ferry terminal ကိုညနေ9နာရီမထိုးခင်အရောက်သင်္ဘောနဲ့ကူးပါဆိုလို့လေတခါသင်္ဘောထက်စီအာရှတိုက်ကနေဥရောပတိုက်ကိုရောက်တော့မိနစ်20ကြာပြီပေါ့နော်ကွက်တိရောက်လို့ယောက်ျားဖျားတော်ဝင်ရှိခိုးလိုက်သေးတယ်ပေါ့နော်နေဝင်ချင်းဆန်းဆက်အမိအင်မင်ညိုညိုကနေပြီးတော့တူရကီအထင်ကရနေရာတွေတစ်ခုချင်းစီကိုတိုးကိုက်ကခေါ်သွားပေးပါတယ်တခါမှအေရှက်မမြင်ဘူးအခုသင်္ဘောပေါ်ကြမှာလေ2လ3လနေလို့မှအေးရှမ်းနေမြင်လိုက်ရတဲ့အခါမှာကို့အမျိုးတွေကိုမြင်လိုက်ရလို့ပါပဲဆိုမှပျော်လိုက်တာတအားပဲမြန်မာသာတွေ့ရရင်ဘယ်လောက်ပျော်မလဲစဉ်းစားကြည့်ပေါ့နော် vlog ကတအားရှိနေမှာဆိုလို့ follow for part 2